နေ့ကတော့ဘက်ကနီဈေးရောဒီမှာဈေးလို့လည်းခေါ်တယ်ပေါ့နော်။ကျွန်တော်လက်ဖောင်း1 2 3မှာရှိတာပါ။ဒါတော့ဒါဘက်ကနီဈေးပေါ့နော်။ဒါမြန်မာအစားအသောက်တွေနဲ့ထိုင်းပေါ့နော်။မြန်မာဆိုင်တွေနဲ့ထိုင်းဆိုင်တွေနဲ့ရောနေတယ်။ဒါတတိတန်းဖြစ်ပါတယ်ပေါ့နော်။ဒါတတိတန်းပါဒီမှာတော့ဟိုပါဗမာချက်တွေရတယ်နော်ဗမာချက်တွေနဲ့ဒါတော့မယန်းသေးပါတမကရာဘီတော့ကောင်းပြီးနေနိုင်ဒီလိုတော့ဒီငါ့လေးရဆိုမယ်နော်ဒါလည်းပြမို့လို့ဒီစင်ရတော့ပါပဲဒါကပစုံကြောက်စုံတွေရောင်းတာပါနော်ဒါကြောက်စုံတွေရောင်းတာပါဒါလည်းပစုံတွေပါပဲဈေးကြီးကအစုံပါပဲဒါတော့ဟောဒီလိုပဲပင်လယ်ကားတန်းလို့ခေါ်လို့ရတယ်နော်ဟောငါးတွေပစုံတွေပြီးငါးတွေအခုအစုံရတယ်နော်အစုံရတယ်နော်ဒါတော့စာဗီယာတွေစာဗီယာတွေကငါးတွေအစုံရတယ်ငါးတွေအစုံရတယ်ဒါတော့ဟုတ်ပါခုတပီက65ဘတ်ပါဘဘူးဆိုင်ကတော့ချုပ်နေကျွန်တော်မပြောရဲတာမသိလေသူကဟိုလေးပါလေဒီငါခုတ်နေတာမှလို့မပြောရဲလို့1 ကီလိုပဲနော်ဒီမှာလို့ပြောပြီးတော့အကုန်ဝယ်လို့ရပါတယ်အလောင်း25ပါကသူကစက်သားတို့ဟိုပါတို့ကြတာပေါ့နော်ပြီးရင်အသီးရွက်တွေရမယ်အသီးရွက်တွေစုံရပါပေါ့နော်ဒီမှာကခန်းကြီးကို30ရန်ထုတ်30ရန်လုပ်ရှိတယ်ဒါမှမဟုတ်ဝတ်သားဘယ်မှာချက်သားဒါတော့ကျွန်တော်ဝယ်နေကချက်သားဆိုင်1 kilo 1 kilo half kilo sorryကောက်မှရဲ့တိုက်ကပ်ဒါကူလို့တတခုတ်ပေးနေတယ်ပေါ့နော်ကျွန်တော်လည်းဒါscan time မှာ scan ဒါတော့အပေါ်ကအဝါလိုင်းပေါ့နော်အဝါလိုင်းအောက်မှာကဒါဇင်းကြံလမ်းလူလျှောက်တဲ့လမ်းပေါ့နော်လူလျှောက်တဲ့လမ်းပေါ့ဒါဒီကနေပြီးတော့ဘက်ကဘီ live tour ပေါ့ဘက်ကဘီ mall ကိုသွားမယ်ဆိုတော့တယ်ဒီဟာကကျွန်တော်တို့ဇင်းကြံလမ်းကိုအပေါ်တက်တဲ့လမ်းပေါ့နော်ကျွန်တော်အပေါ်တက်တော့ဘူးဘာလို့အပေါ်တက်ရင်အပေါ်တက်နေရပါပြင်ပန်းလို့တော့အောက်ကပဲလျှောက်တော့မယ်အောက်ကပဲလျှောက်တော့မယ်ဒါတော့ဈေးလောက်တာကမ်းလမ်းပေါ့နော်ပြန်မယ်ဟုတ်ပြီဒီမှာလည်းပဲအတီးရနေရှိရပေါ့နော်အဲ့တော့ကျွန်တော်အဝါလိုင်းပေါ့နော်အောက်ကတော့အပေါ်ကနေဈေးရတဲ့လမ်းပေါ့အပေါ်လမ်းနဲ့တွားလို့ရတယ်အဲ့တော့ကျွန်တော်အောက်ကနေလျှောက်တာဒါကကျွန်တော်ဒီလေစိတ်ကနေပြီးတော့ဒီ
လေတန်းနေပြီးကျွန်တော်တို့ကပတ်မြောင်ကျွန်တော်သွားလို့ရတယ်မျိုးလေးကိုသွားလို့ရတယ်ဘလော့ကတော့နေရမရှိဘူးဒီတက်ကတော့ဟိုဘက်မှာပေါ့နော်ဒီတက်ကဟိုဘက်မှာကျွန်တော်တို့ဟောပါတေးဦးလာအလာလန်ကိုကတော့ကျွန်တော်ပြန်ပေါ့နော်